ချစ်တယ်သိချစ်တယ်ဘုရားရှင်သင်ကိုအယံချစ်ပါတယ်ဘုရားရှင်သင်ကိုဘယ်လောက်ထိအောင်ချစ်တယ်လဲဆိုရင်ရှင်ယောဟန်အခန်းကြီး3ငွေ16မှာပြောလို့ဆိုရင်နော်ဘုရားသခင်တားတော်ကိုယုံကြည်တော်သူအပေါင်းတို့သည်ပျက်စီးခြင်းသို့မရောက်ထာဝရအသက်ကိုရစေခြင်းကဘုရားသခင်သည်မိမိ၌တပါးတည်းသောတားတော်ကိုစွန့်တော်မူသည့်တိုင်လောကီသားတို့ကိုချစ်တော်မူ၏ဒီနေ့ကျွန်ုပ်နော်လောကသားအပြစ်သားဖြစ်တော်ညာလေပဲဘုရားရှင်ကဒီနေ့ကျွန်ုပ်ကိုတို့ပျက်စီးရတည်ခြင်းထဲမှာပဲအဆုံးသတ်ဖို့ရတယ်ဘယ်တော့မှမမျှော်လင့်တဲ့ဘုရားဖြစ်တယ်အင်တာမတ်တင်ကိုသိချင်လို့ပျက်စီးခြင်းတို့မရောက်စေုံသာမကထာဝရအသက်ကိုရစေခြင်းအလို့ငါသူရဲ့တပါးတည်းသောတားတော်ဒီလိုသောယေရှုခရစ်တော်ကိုသင်နဲ့ကျွန်ုပ်တို့ဤလောကကိုဆစ်လွတ်ပြီးတော့သင်နဲ့ကျွန်ုပ်ကိုဘုရားသားသမီးဖြစ်စေခဲ့တာဖြစ်ပါတယ်သူရဲ့ချစ်ချင်းမြတ်တာအင်မတန်ကကြီးမားပါဘာကြောင့်လဲလို့မေးမယ်ဆိုရင်တော့သိချစ်လုံးလုံးပဲဖြစ်ပါတယ်ဟာလေလုယာသင်ကအချစ်ခံရတော်သူဖြစ်တယ်တို့ချစ်ချင်းမြတ်တာကိုနေ့ရက်တိုင်းဆင်ကျင်လျက်ဝမ်းမြောက်ပါ God bless you